အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့ကျွန်တော်အမြဲတမ်းလေ့ကျင့်ဖြစ်တဲ့လေ့ကျင့်ခန်းတွေကတစ်ခုကိုကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြမဲ့ပုံစံလေးကကြတော့ရင်ကျွန်တော်ကိုယ်တိုင်လဲလွန်ခဲ့တဲ့၄နှစ်လောက်တည်းကအမြဲတမ်းလေ့ကျင့်ဖြစ်တဲ့တကယ်ကိုအကျိုးကျေးဇူးကြီးမားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ညီကိုမောင်နှမတွေအမြဲတမ်းဒါလေးကိုတည်တည်ချာချာလေးလိုက်ပါလေ့ကျင့်မယ်နော်အဲ့တော့ပထမဆုံးကျွန်တော်ဒါဘလို့ကျင့်ရမလဲဆိုတဲ့ပုံစံလေးကိုအရင်ပြောပြပေးမယ်ဒီတော့လက်လက်ကျင်ကန်းဖြစ်တဲ့အတွက်ကြောင့်ဘယ်နေရာကနေပဲစကျင်ကျင့်လို့ရပါတယ်ဒါကျွန်တော်ကတော့အခုဗီဒီယိုနဲ့မြင်သာထင်သာရှိအောင်ပြလို့ရအောင်ကျွန်တော်တို့ဒီနေရာလေးမှာပြပေးမယ်เนาะပထမဆုံးကျွန်တော်တို့တကယ်ချင်းတို့တစ်ကျိုးပေါ်မှာပဲကျွန်တော်တို့6ခွက်ကစမယ်เนาะတစ်ကျိုး6ခွက်10ခွက်17ခွက်12ခွက်ကျွန်တော်ပုံမှန်တီးနေကြပုံစံလေး1 2 3 4ပုံစံလေးအရင်တီးချလိုက်မယ်နော်မှာ1 2 3 4เนาะဒီဟာကြတော့ကျွန်တော်တို့လိစကျင့်ပြီဆိုလို့ရှိရင်အရင်ဆုံးတွေ့ရတဲ့လေ့ကျင့်ခန်းလေးเนาะဒါအားလုံးပဲသိပါတယ်ပြန်တီးကြည့်ရအောင်1 2 3 4 9 10 17ပေါ့เนาะဒါလေးကအရင်စမယ်ပြီးပြီဆိုရင်တငယ်ချင်းတို့ရဲ့လက်ချောင်းတွေကိုအကုန်လုံးကိုအခုတိုင်းလေးဖိထားလိုက်မယ်ကြိုးတွေပေါ်မှာဖိကြံခဲ့မယ်เนาะပြီးပြီဆိုရင်ကျွန်တော်တို့နှစ်ကြိုးကိုလက်ညှိုးလက်ခလဲတက်မယ်เนาะလက်ညှိုးနဲ့နှစ်ကြိုး6ခွက်တစ်ချက်တီးမယ်ဒီအချိန်မှာကြံတဲ့ကြိုးတွေကတစ်ကြိုးပေါ်မှာဖိလျက်သားလေးကြံခဲ့မယ်เนาะအဲ့ဒါအရန်အရေးကြီးတယ်ပြီးပြီဆိုရင်လက်ခလဲကိုကြွမယ်နှစ်ကြိုး10ခွက်တီးမယ်ပြီးပြီဆိုရင်အဲ့ဒီလက်ညှိုးနဲ့လက်ခလဲနှစ်ချောင်းလေးကိုပဲ3ကြိုးကိုသွားမယ်3ကြိုး6ခွက်ပြီးရင်လက်ခလဲနဲ့3ကြိုး10ခွက်ပြီးရင်4ကြိုးထပ်တက်မယ်4ကြိုး6ခွက်4ကြိုး10ခွက်ပြီးရင်5ကြိုး6ခွက်5ကြိုး10ခွက်6ကြိုး6ခွက်6ကြိုး10ခွက်ဟုတ်ပြီနော်ပြီးပြီဆိုရင်အဲ့ဒီအတိုင်းလေးပြန်ဆင်းမယ်6ကြိုး6ခွက်6ကြိုး10ခွက်5ကြိုး6ခွက်5ကြိုး10ခွက်4ကြိုး6ခွက်4ကြိုး10ခွက်ပြီးရင်ကျွန်တော်တို့3ကြိုး6ခွက်3ကြိုး10ခွက်2ကြိုး6ခွက်2ကြိုး10ခွက်ဟုတ်ပြီနော်ဒီထိပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေပထမဦးဆုံးစခဲ့တဲ့တစ်ကြိုးပေါ်က9 10 17 12ပြန်တီးမယ်ကဲဟုတ်ပြီနော်ဒါတစ်ပိုင်းပေါ့အရင်မှတ်မယ်ဟုတ်ပြီအဲ့တော့ရင်အစအနေကျွန်တော်အခုနောက်ဆုံးရောက်ခဲ့တဲ့အထိလေ့ကျင့်ရမယ့်ပုံစံလေးပြန်တီးကြည့်ရအောင်ပထမဆုံးတစ်ကြိုးပေါ်မှာ9 10 17 12ဟုတ်ပြီနော်လက်ညှိုးလက်ခလဲလက်တကြွယ်လက်တန်းပေါ့နော်ပြီးရင်လက်ညှိုးနဲ့လက်ခလဲနှစ်ချောင်းနဲ့ပဲအပေါ်တက်သွားမယ်နော်ဟုတ်ပြီเนาะနောက်ဆုံးမှာအဲ့အတိုင်းလေးဒါကျွန်တော်တကယ်ချင်းနေအားလုံးပဲရှင်းလင်းကြမယ်ထင်ပါတယ်เนาะပြီးပြီဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးမှာ1 2 3 4ပေါ့เนาะဒီလက်ညှိုးလက်ခလဲလက်တကြွယ်လက်တန်းအထိပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပထမတစ်ခေါက်ကလက်ညှိုးနဲ့လက်ခလဲရဲ့အလက်အခုဒုတိယတစ်ခေါက်ကကြတော့ကျွန်တော်တို့လက်ခလဲနဲ့လက်တကြွယ်နဲ့အလက်ဖြစ်ပါတယ်လက်ခလဲတက်မယ်အတူအပေါ်မှာเนาะကျွန်တော်တို့က10ခွက်ပေါ့ပြီးရင်လက်တကြွယ်တက်မယ်17ခွက်2ကြိုးเนาะပြီးရင်3ကြိုးအဲ့တိုင်းလေးတက်မယ်လက်ခလဲလက်တကြွယ်ပြီးရင်4ကြိုးတက်မယ်လက်ခလဲလက်တကြွယ်ဟုတ်ပြီနော်ပြီးရင်5ကြိုးတက်မယ်6ကြိုးတက်မယ်အရေးကြီးတာကကြံတဲ့အသုံးမပြုတဲ့လက်ချောင်းတွေကိုကျွန်တော်တို့ကတစ်ကြိုးပေါ်မှာပဲဖိလျက်သားလေးကြံခဲ့ရမှာဖြစ်ပါတယ်အဲ့ဒါအရန်အရေးကြီးပါတယ်နော်ပြီးပြီဆိုရင်အဲ့ဒီတိုင်းပြန်ဆင်းမယ်အောက်ကိုခုနကအတိုင်းလေးပဲเนาะကျွန်တော်နှစ်ကြိုးအထိဆင်းပြီးပြီဆိုရင်တစ်ကြိုးကြရင်ကျွန်တော်တို့ကဒီလက်ညှိုးလက်ခလဲလက်သွယ်လက်တန်းဒီလေးလုံးပြန်တီးမှာပေါ့เนาะဟုတ်ပြီအဲ့တော့ပထမဦးဆုံးဆဆဦးချင်းပြခဲ့တဲ့စီကနေအခုရောက်တဲ့အထိတစ်ခေါက်လောက်ပြန်ပြီးတော့တီးကြည့်အောင်เนาะပထမဆုံးကျွန်တော်တို့တွေတစ်ကြိုးပေါ်မှာလက်ညှိုးလက်ခလဲလက်သွယ်လက်တန်းလေးလုံးအရင်စတီးမှာเนาะလေးလုံးတီးမယ်ပြီးရင်ကျန်တဲ့လက်ချောင်းတွေကိုဖိခဲ့မယ်လက်ညှိုးနဲ့လက်ခလဲပဲတက်သွားမယ်အပေါ်ပြန်ဆင်းမယ်နှစ်ကြိုးအထိဆင်းပြီးပြီဆိုရင်တစ်ကြိုးကိုကနဦးကျွန်တော်တို့ဆဆဦးချင်းတီးခဲ့တဲ့အတိုင်းလေးလုံးပြန်တီးမယ်ဒါဆိုရင်ဒါတစ်ဖြတ်ပြီးပြီဒုတိယတစ်ဖြတ်ကျရင်ကျွန်တော်တို့လက်ခလဲလက်တကြွယ်တက်မယ်နှစ်ကြိုးအထိပြီးပြီဆိုရင်ကျွန်တော်တို့တစ်ကြိုးကျရင်ထုံးစံတိုင်း1 2 3 4เนาะလက်ညှိုးလက်ခလဲလက်တကြွယ်လက်တန်းလေးလုံးပြန်တီးเนาะဒါဆိုရင်ဒုတိယတစ်ဖြတ်နှစ်ဖြတ်ပြီးပြီဆိုရင်နောက်တစ်လက်ကကြတော့ကျွန်တော်တို့လက်တကြွယ်နဲ့လက်တန်းရဲ့အလက်ဖြစ်ပါတယ်လက်တကြွယ်တက်မယ်နှစ်ကြိုးတက်မယ်နော်ပြီးလက်တန်းတီးမယ်
ရှေ့ရလက်တွေကကျွန်တော်တစ်ကျိုးပေါ်မှာပဲကြံခဲ့မှာနော်အဲ့ဒါကြံခဲ့တာကအရန်အရေးကြီးတယ်ဖိလျက်သားလေးနဲ့နော်ပြီးရင်ထပ်တက်မယ်3ကျိုးပြီးရင်4ကျိုးတက်မယ်5ကျိုးတက်မယ်ပြီးရင်6ကျိုးတက်မယ်ပြန်ဆင်းမယ်2ကျိုးထိဆင်းပြီးပြီဆိုရင်ရှေ့ရလိုပဲကျွန်တော်တစ်ကျိုးကြရင်4လုံးပြန်တီးမယ်ဒါဆိုရင်ကျွန်တော်တငယ်ချင်းတွေသဘောပေါက်မယ်ထင်ပါတယ်နော်အဲ့တော့ရင်အစကနေပြီးခုရောက်တဲ့အထိလေးကိုဖြည်းဖြည်းလေးတစ်ခါတော့ပြန်တီးကြည့်ရအောင်တစ်ချက်တီးမယ်နော်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ဒါ3ဖြတ်ပြီးသွားပြီပေါ့เนาะပထမတစ်ဖြတ်ကကျွန်တော်တစ်ကျိုးမှာတော့၄လုံးတီးတယ်ပြီးရင်လက်ညိုးလက်ခလဲလက်ညိုးလက်ခလဲနှစ်ချောင်းတက်သွားတယ်ပြန်ဆင်းတယ်ပြီးရင်ဒုတိယတစ်ခေါက်ကကြတော့ကျွန်တော်တစ်ကျိုးမှာ၄လုံးတီးတယ်ပြီးရင်ကျွန်တော်တို့တွေဒီလက်ခလဲလက်တကြွယ်လက်ခလဲလက်တကြွယ်ပေါ့เนาะနှစ်ချောင်းတက်သွားပြန်ဆင်းပြီးရင်တတိယတစ်ခေါက်ကကြတော့လက်တကြွယ်လက်တန်းလက်တကြွယ်လက်တန်းဆိုတက်သွားတယ်ပြီးရင်အဲ့ဒီအတိုင်းပြန်ဆင်းတယ်ပေါ့เนาะဒါဆို3ခုပြီးပြီ၄ခုမြောက်ကကြတော့ထုံးစံအတိုင်းပဲအရင်ဦးဆုံးကျွန်တော်တစ်ကျိုးမှာ၄လုံးတီးမယ်ပြီးရင်ကျွန်တော်တို့လက်ညိုးလက်တကြွယ်သွားမှာနော်လက်ညိုးလက်တကြွယ်ကြံတဲ့လက်ခလဲနဲ့လက်တန်းတွေကတော့ကျွန်တော်တို့ဖိကြံခဲ့ရမှာနော်အဲ့ဒါအရန်အရေးကြီးတယ်နော်ပြန်တီးကြည့်ရအောင်ပြီးရင်လက်ညိုးလက်တကြွယ်တက်မယ်နော်ဆက်တက်မယ်နော်ဟုတ်ပြီနော်နှစ်ကျိုးအထိဆင်းလာပြီးပြီဆိုတာနဲ့တစ်ကျိုးကြရင်တော့ကျွန်တော်တို့၄လုံးပြန်တီးလိုက်တာပဲเนาะဒါလေးပဲအဲ့တော့ပြန်တီးကြည့်ရအောင်ပြီးရင်တော့နောက်တစ်ခေါက်ကကြာရင်ကျွန်တော်တို့တွေလက်ခလဲလက်တန်းသွားမယ်လက်ခလဲလက်တန်းเนาะလက်ညိုးနဲ့လက်တကြွယ်နဲ့ကျွန်တော်ကြံခဲ့တော့မယ်ဒါဆိုရင်เนาะတီးကြည့်ရအောင်နှစ်ကျိုးထိပြီးရင်တစ်ကျိုးကြရင်ဒါလေးပဲဟုတ်ပြီနော်ပြီးရင်တော့နောက်ဆုံးတစ်ခေါက်ကကြတော့ကျွန်တော်တို့လက်ညိုးလက်တန်းတက်မယ်ဟုတ်ပြီနော်ပြီးရင်ဆက်တက်မယ်နော်နှစ်ကျိုးထိဆင်းပြီးပြီဆိုရင်တစ်ကျိုးကြရင်ဒါလေးပါပဲဟုတ်ပြီနော်အဲ့တော့ရင်ကျွန်တော်တို့စုပေါင်းဆိုရင်9ခေါက်ရှိတယ်ပထမတစ်ခေါက်ကကျွန်တော်တို့1 2 3 4တီးပြီးရင်ကျွန်တော်လက်ညိုးလက်ခလဲတက်မယ်နော်လက်ညိုးလက်ခလဲတက်သွားတယ်ပြန်ဆင်းတယ်နှစ်ကျိုးအထိရောက်ပြီဆိုရင်ကျွန်တော်တို့တွေတစ်ကျိုးကြရင်1 2 3 4ပြန်တီးတယ်ပြီးရင်ဆက်တက်မယ်လက်ခလဲလက်တကြွယ်ပြန်ဆင်းမယ်ပြီးရင်ကျွန်တော်1 2 3 4 1 2 3 4ဟုတ်ပြီနော်ပြီးပြီဆိုရင်လက်တကြွယ်လက်တန်းတက်မယ်ပြန်ဆင်းမယ်ပြီးရင်နောက်ဆုံးကြရင်1 2 3 4ဟုတ်ပြီနော်ပြီးပြီဆိုရင်နောက်တစ်ခေါက်ကကျွန်တော်တို့တွေလက်ညိုးလက်တကြွယ်နှစ်ကျိုးထိပြီးပြီဆိုရင်တစ်ကျိုးကြရင်1 2 3 4เนาะပြီးပြီဆိုရင်ကျွန်တော်တို့တွေဒီနောက်တစ်ခေါက်ကလက်ခလဲလက်တန်းတက်မယ်နှစ်ကျိုးထိပြီးပြီဆိုရင်တစ်ကျိုးကြရင်1 2 3 4နောက်ဆုံးတစ်ခေါက်ကတော့လက်ညိုးလက်တန်းတက်မယ်เนาะဒါဆိုရင်ပြီးသွားပြီနောက်ဆုံးကြရင်ကျွန်တော်တို့ဗျောင်းမြန်ပြန်တက်မယ်လက်လေးကျင်ငန်းကျွန်တော်တို့1 2 3 4ကျင်းတဲ့လေးကျင်ငန်းကိုဗျောင်းမြန်ပြန်တက်တယ်လို့ပဲဟုတ်ပြီเนาะဒါတော့နောက်ဆုံးပြီးသွားဟုတ်ပြီအဲ့တော့ရင်လေ့ကျင့်ရမယ့်ပုံစံတစ်ခုလုံးကိုအစကနေအဆုံးထိကျွန်တော်ဖြည်းဖြည်းလေးတစ်ခေါက်တီးပြမယ်เนาะတစ်ချက်လောက်လိုက်ကြည့်ကြည့်ရအောင်ဟ
နော်ဒါဆိုရင်တော့ကျွန်တော်လေ့ကျင့်ရမယ့်ပုံစံတစ်ခုလုံးပြီးပါပြီဒါဟိုဒီဘက်ရှေ့ကအကွက်တွေမှာလည်းပဲကျင့်လို့ရတယ်နော်ကိုအဆင်ပြေသလိုမျိုးကျွန်တော်ကြံစီပြီးလေ့ကျင့်နိုင်ပါတယ်အဓိကကျွန်တော်တို့ရဲ့လက်ချောင်းတွေကိုမလိုအပ်တဲ့လက်ချောင်းတွေထားခဲ့တယ်လိုအပ်တဲ့ဟာလေးတွေကိုပဲရွေးပြီးတုံးသွားတယ်နော်အဲ့ဒါကကျွန်တော်လက်ချောင်းတစ်ချောင်းချင်းစီကိုကျွန်တော်တို့ရွေးပြီးတော့လှုပ်ရှားတတ်အောင်လေ့ကျင့်တာဖြစ်ပါတယ်အဲ့လိုလှုပ်ခြင်းအပြင်ကျွန်တော်တို့တကယ်တိခတ်ရတဲ့အပိုင်းတွေမှာအများကြီးကိုတိုးတက်မှုရှိပါလိမ့်မယ်ကျွန်တော်ဆိုလို့ရှိရင်ဒါခုနွေရာသီမှာဆိုရင်နွေရာသီအပြင်တင်တဲ့ရန်ကုန်အတန်းတွေပါတွေရှိတယ်ပေါ့နော်ဒီတော့ခရီးလေးတွေသွားရတာရှိတယ်ဒီတော့ရင်ဂီတာလေ့ကျင့်တဲ့အချိန်လေးပြတ်တောက်နေတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဂီတာသမားတွေကကျွန်တော်တို့ညီကိုမောင်နှမတွေတီးတဲ့အတိုင်းပဲလေ့ကျင့်မှုနည်းနည်းလေးပြတ်သွားပြီဆိုအရန်တီးတာတယ်လက်ကဒါပေမဲ့ကျွန်တော်ပြန်ရောက်လာပြီဆိုရင်ကျွန်တော်အိမ်ကိုပြန်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီလေ့ကျင့်ခန်းလေးကိုပြန်ကျင့်လိုက်တယ်ပထမဆုံးကျင့်တဲ့လေ့ကျင့်ခန်းပဲဒီလေ့ကျင့်ခန်းအဲ့ဒါလေးကိုပြန်ပြီးတော့ဖြည်းဖြည်းချင်းအခေါက်ပေါင်းများများစွာပြန်လုပ်လိုက်ရင်လက်ကပုံမှန်ဒီပါလောက်ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အရန်ကိုထိရောက်တယ်ဒါတော့မှကျွန်တော်ဂျားထဲမှာ14 5ရက်20မတီးပြဖက်နဲ့เนาะပြန်ပြီးတော့ပြန်လေ့ကျင့်တဲ့အခါမှာဒီကောင်လေးကဒီလေ့ကျင့်တဲ့ပုံစံလေးကတကယ်ကိုသွေးပူလေ့ကျင့်ခန်းဖြစ်ပါတယ်အရန်ကိုအကျိုးရှိပါတယ်လိုက်ကျင့်ကြည့်မယ်เนาะကဲဟုတ်ပြီเนาะအဲ့တော့ရင်ကျွန်တော်နောက်ဆုံးအနေနဲ့လေ့ကျင့်ရမယ့်ပုံစံလေးကိုဖြည်းဖြည်းလေးပါဇက်ကယူရင်းနဲ့တစ်ခေါက်လောက်ပြန်ပြီးတော့ပြပေးအောင်မယ်เนาะကျွန်တော်တငယ်ချင်းတွေရှုပ်သွားမှာဆိုလို့ပါပုံမလင်းလင်းပြောရရင်ကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်မှာမီးပြက်နေတာအမှကျွန်တော်ဟိုချွေးတွေပြန်တာသတိထားမိမှာပါเนาะအဲ့တော့နည်းနည်းစိတ်ကလည်းပဲအရင်လိုအေးအေးဆေးဆေးမဖြစ်ဘူးပေါ့เนาะအဲ့ဒါကြောင့်နားမလည်လိုက်မှာဆိုလို့ပါဒါပုံမလင်းလင်းပြောပြတာပါဟုတ်ပြီအဲ့တော့တစ်ချက်လောက်လိုက်ကြည့်မယ်ကျွန်တော်နှုတ်ကနေလည်းရွတ်ပေးမယ်เนาะပထမဆုံးကျွန်တော်တို့တစ်ကြိုးပေါ်မှာ1 2 3 4လက်ညိုးလက်ခလက်လက်တကြွယ်လက်တန်းเนาะပြီးရင်လက်ညိုးလက်ခလက်တက်မယ်ပြန်ဆင်းမယ်နှစ်ကြိုးအထိပဲဆင်းပါပြီးရင်တစ်ကြိုးကြရင်1 2 3 4ပြန်တီးပြီးရင်လက်ခလက်လက်တကြွယ်တက်မယ်ပြန်ဆင်းမယ်ပြီးရင်1 2 3 4ဟုတ်ပြီနော်ပြီးရင်ကျွန်တော်လက်တကြွယ်လက်တန်းတက်မယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်လက်ညိုးလက်တကြွယ်တက်မယ်ပြီးရင်လက်ခလက်လက်တန်းတက်မယ်ပြီးရင်ကျွန်တော်တို့လက်ညိုးလက်တန်းတက်မယ်ပြန်ဆင်းမယ်နှစ်ကြိုးထိပဲဆင်းပါတစ်ကြိုးကြရင်1 2 3 4ပြီးရင်ပြောင်းပြန်တက်မယ်1 2 4 3 2 1 4 3 2ဟုတ်ပြီနော်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တကယ်ချင်းတွေအားလုံးပဲရပြီးသားဖြစ်ပါရဲ့ဒီနောက်ဆုံးတီးတဲ့ပုံစံလေးอ่ะเนาะအဲ့တော့ရင်ကျွန်တော်အခုရှင်းပြလိုက်တဲ့အထက်ထဲမှာတစ်ခုခုနားမလည်လိုက်တာရှိရင်ကျွန်တော်တို့ comment တွေမှာမေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ Messenger မှာလည်းလာမေးလို့ရတယ်ဒါသင်တန်းကျွန်တော်သိချင်တာတွေကိုလာမေးလက်ကျွန်တော်အတက်နိုင်ဆုံးဖြေပေးပါတယ်เนาะအားလုံးချစ်ခင်ကျေးဇူးတင်ပါတယ် online သင်တန်းတွေအများတန်းရှိပါတယ်အပြင်သင်တန်းကတော့ကျွန်တော်ရန်ကုန်အတန်း9လပိုင်းမှာဒုတိယတစ်ဖြတ်ထပ်လုပ်ပေးထားပါသေးတယ်เนาะအဲ့တော့ online သင်တန်းပဲဖြစ်ဖြစ်ရန်ကုန်အတန်းပဲဖြစ်ဖြစ်ကျွန်တော်တို့တွေလာရောက်စုံစမ်းကျင်တာပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်ရဲ့ Viber နံပါတ်3994338336 Viber မှာအချိန်မီဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ MIC Guitar School Facebook page ပြီးရင် TikTok account ဇွဲလျံ account Messenger တွေမှာအချိန်မီလာရောက်ဆက်သွယ်အနံ့နိုင်ပါတယ် online သင်တန်းကတော့အများတန်းရှိပါတယ်เนาะဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်